အားလုံးမင်္ဂလာပါနားလေးခဏငါ Lend Me Your Ears Audiobook Channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့တော့ Aikman စစ်စင်ရေးရဲ့အပိုင်းလေးဇက်ဖတ်ကြရအောင်ဟာမန်းဤဟာခွက်ပြောကွက်များ Ephraim Oster ရတာသည်1958ခုနှစ်မေလလယ်တွင် Tel Aviv မြို့သို့ပြန်ရောက်လာခဲ့ပြီး Buenos Aires သို့သူတွားရောက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍နောက်ထပ်ရရှိခဲ့သည့်အချက်အလက်များကိုအစည်းအဝေးခံရန်ပြင်ဆင်နေခဲ့ရသည်ကျွန်ုပ်သည်သူ့ကိုခေါ်ယူတွေ့ဆုံ၍အသေးစိတ်မေးမြန်းကြည့်ခဲ့သည်သူကဟာမန်နှင့်ပတ်သက်၍သူ့စိတ်ထဲတွင်အားမရသည့်အချက်များကိုထပ်မံပြောကြားခဲ့သည်သို့သောဟာမန်၏ဇနီးနှင့်သမီးကိုမူယုံကြည်အားထားရကြောင်းပြောပြခဲ့သည်ကျွန်ုပ်အနေဖြင့်ယခုစုံစမ်းသိရှိခဲ့ရသည့်သတင်းများနှင့်ပတ်သက်၍အရေးကြီးသည့်အချက်အလက်များကိုတစ်ခုချင်းခွဲခြမ်းစိတ်ဖြာကြည့်မိသည်ဤချက်လက်များမှာများသောအားဖြင့်ဟာမန်ထံမှရရှိခဲ့ခြင်းမဟုတ်ဘဲသူ့ဇနီးနှင့်သမီးထံမှရရှိခဲ့ခြင်းသာဖြစ်သည်ထို့ပြင်အရေးမကြီးသည့်သတင်းများကိုလည်းပြန်လည်သုံးသပ်ကြည့်မိသည်ဤသို့သောသတင်းများကိုမူဟာမန်တဦးတည်းထံမှရခဲ့ခြင်းဖြစ်သည်ဤသတင်းများမှာမရေမရာဖြင့်တန်တရားဖြစ်เสียရှိနေသောကြောင့်ဖြစ်သည်ဥပမာဆိုရလျှင်အိုက်မန်မျက်နှာကိုပလတ်စတစ်ခွဲစိတ်ကူးသားမှုဖြင့်ရုပ်ပြောင်းရုပ်လွဲလုပ်ထားသည့်ဆိုသောသတင်းမှာလုံးဝယုတ်တိမရှိသည့်သတင်းပင်ဖြစ်သည်သို့သောကျွန်ုပ်တို့စတင်၍သတင်းရယူခဲ့သည့်နေရာဌာနနှင့်ပုဂ္ဂိုလ်ကိုမူမပြောင်းလဲဘဲထားရှိရန်နှင့်ပေါ့ပေါ့တန်တန်သဘောမထားရန်ကျွန်ုပ်သဘောပေါက်ခဲ့သည်ဤနေရာတွင်ဟာမန်သည်သူ၏ဇနီးသမီးတို့နှင့်ပူးပေါင်းကစိတ်ကူးရင်လမ်းကျုပ်ဇလံများကိုဖန်တီးနေသည်ဟုယူဆစရာအကြောင်းမရှိပေသူတို့အနေဖြင့်အဘဲကြောင့်ဤသို့သောလမ်းကျုပ်ဇလံကိုဖန်တီးเสียလိုပါသည်ယခုသူတို့မိသားစုတစ်ခုလုံးပါဝင်ပတ်သက်နေကြသည့်ကိစ္စကြီးသည်အတိတ်ပဲမရှိစွန့်စားခြင်းဖြစ်ုံမျှမကအန်ဒီယမကင်းသည့်လုပ်ငန်းကြီးပင်မဟုတ်ပါလားတပံသူတို့ပြောပြခဲ့ကြသည့်ဇလန်းများမှာလည်းအတော်ကလေးယုတ်တိရှိနေသည်ဟုဆိုနိုင်သည်ဆိုပါတော့အိုက်ကမန်ဤသားပင်ဖြစ်စေအခြားလူငယ်တစ်ယောက်ပင်ဖြစ်စေလူငယ်တို့တဘာဝသူတို့စိတ်ထဲတွင်ရှိသမျှဂျူးများအကြောင်းပဲဖြစ်ဖြစ်သူတို့တငယ်ချင်းအပေါင်းအသင်းများကိုလွတ်လွတ်လပ်လပ်ပြောတတ်ကြစမြဲပင်ဖြစ်သည်တို့လွတ်လပ်စွာပြောရတွင်လည်းသူတို့ကြီးပြင်းဖြစ်တန်းလာခဲ့ရသည့်အတွေ့အကြုံအနေထားအရပြောကြမိတာဖြစ်သည်တစ်ချိန်တည်းတွင်ထိုလူငယ်သည်တစုံတရာအဟံသားကြောင့်မိတ်ဆွေများကိုအိမ်သို့ဖိတ်ခေါ်ရန်သို့မဟုတ်နေရလိပ်စာများကိုပြောကြရန်အခက်အခဲရှိကောင်းရှိမည်ဖြစ်သည်တပံထိုလူငယ်သည်မိမိမိန်းကလေးမိတ်ဆွေတယောက်အားမိမိဖခင်သည်ဂျာမန်တပ်မတော်တွင်စစ်ဗိုလ်တယောက်ဖြစ်ခဲ့မှု၍အဖနိုင်ငံတော်အတွက်အမှုထမ်းခဲ့မှုပါသည်ဟု၍ဖွင့်ရပြောကြားခဲ့ခြင်းကိုမှားသည်ဟုမိတို့ဆိုနိုင်ပါမည်နီထို့ပြင်နီကိုလတ်သည်ဟာမန်၏သမီးပြိုကလေးအားသူ့ထံသို့စားထည့်ရ၌ဂျားလူတယောက်၏လိပ်စာကိုအသုံးပြုစေခဲ့သည်မှာလည်းအစမ်းတကျဲမဟုတ်ဟုဆိုနိုင်သည်အရာရာတွင်ဆက်စုသက်သောသူ့မိသားစုအားသူ့ထံသို့လာသောစာများကိုမဖတ်စေလိုသောကြောင့်ဖြစ်ပေလိမ့်မည်ဤနေရာတွင်ကျွန်ုပ်သည်မစ္ဆက်ဟာမန်ပြောကြားသည့်စကားတစ်ခွန်းကိုအထူးပင်ကျင့်တတ်၍တဘာဝကျလာသည်ဟုခံယူမိသည်မိခင်တယောက်သည်သူသမီးနှင့်အတူတွဲ၍သွားလာလာလုပ်နေသောလူငယ်တယောက်အကြောင်းကိုသိကျင်သည်မှာမိမြသဘာဝကျပါသည်။ထို့သောဂျာမန်စကားပြောရာတွင်အတန်မျိုးမျိုးဝဲနေသည့်ကိစ္စနှင့်ပတ်သက်၍သူမ၏မိကုံကိုဖြေကြားရ၌ဖခင်နှင့်အတူတွားလျရာအရက်ဒေတာမျိုးစုံသို့လိုက်နေခဲ့ရသောကြောင့်ဖြစ်ပါသည်ဟုသောထိုလူငယ်၏အဖြေမှာလည်းသူမအတွက်မိတို့မြစနိုးစနောက်ဖြစ်เสียမရှိပါချေ။အထူးသဖြင့်အာဂျင်တီးနားတွင်10နှစ်ကျော်မြနေလာခဲ့ပြီးဖြစ်သောဂျာမန်မျိုးသမီးတယောက်အနေဖြင့်သူမသည်ဤပြဿနာကိုရေးကြီးခွင်ကျယ်လုပ်၍စဉ်းစားနေမည်မဟုတ်ဟုဆိုရမည်ဖြစ်သည်အမှန်စင်စစ်အားဖြင့်လည်းဒုတိယကမ္ဘာစစ်ကြီးအတွင်းကမိမိတို့သိမ်းပိုက်ထားသည့်နေမြေဒေသများသို့တနေရာမှတနေရာရွှေ့ပြောင်းသွားလာခဲ့ကြသည့်ဂျာမန်စစ်ဗိုလ်များဒုနယ်တွေရှိခဲ့ကြသည်မဟုတ်ပါလားဟာမန်နှင့်ပတ်သက်၍လည်းအီဖရင်ပြောသည့်အတိုင်းနေရာတကာရေးကြီးတုပ်ပြလှုပ်တက်ကင်တက်ပြီးလိုသည်ထက်ပို၍သူ့ကိုယ်သူယုံကြည်မှုလွန်ကဲနေသည်ဆိုသည်မှာလည်းဖြစ်နိုင်စရာရှိသည်သို့သောသူ့အနေဖြင့်ထိုလူငယ်ကလေးနှင့်သူ့မိသားစုအိုက်ကမန်တို့အကြောင်းအသေးစိတ်သိရှိထားပြီးသူသိထားသမျှကိုမဆိုင်မတော့ဂဂနနပြန်လည်ပြောပြနိုင်စွမ်းရှိသည့်အချက်ကိုလည်းလိလူရှုထား၍မဖြစ်ပေတို့ဖြစ်ရာသူ၏ပနာမလေးလာသုံးသက်ချက်များသည်မှန်ကန်နေပါကအိုက်ကမန်အစစ်ဟုတ်မဟုတ်စုံစမ်းထောင်လှမ်းရ၌သူ့ကိုပင်ဆက်လက်အသုံးချရမိတာဖြစ်သည်အကယ်၍သူတို့ပြောသမျှသည်လမ်းကျုပ်ဇလံများဖြစ်နေကြောင်းပေါ်လွင်ထင်ရှားလာသည်ဆိုရင်ကျွန်ုပ်တို့အတွက်တစုံတရာအနေမဖြစ်စေဘဲသူတို့ဇလန်းနှင့်သူတို့ဆက်၍စကမ်းသွားစေရန်ကျိုးရှိရှိဖြင့်လှန်ထားယုံသာရှိသည်
အထက်ပါအထွေထွေသုံးသက်ချက်များအရာကျွန်ုပ်သည်အီဖရိမ်ပြောကြားချက်များနှင့်သူ၏ထင်မြင်ယူဆချက်များအပေါ်ရေဘူးရအားဖြင့်ခြုံ၍လက်ခံအတည်ပြုခဲ့သည်တို့ဖြင့်ဗျူနိုအဲရစ်၏တယ်မင်တန်တို့ကြီးနှံရိုက်ကအီဖရိမ်စီစဉ်ထားသည့်အတိုင်းဟာမန်ထံသို့ငွေနှင့်စာတစောင်းအမြန်ဆုံးပေးပို့ရန်ညွှန်ကြားလိုက်သည်တို့နောက်ဟာမန်ထံသို့ဒုတိယစာတစောင်းပေးပို့ရန်အတွက်ကျွန်ုပ်ကိုယ်တိုင်စီစဉ်ခဲ့သည်အီဖရိမ်မှမူလသူ၏တာဝန်ဝတ္တရားများကိုပြန်လည်ထမ်းဆောင်နေပြီဖြစ်၍ကျွန်ုပ်တို့အိုက်ကမန်စစ်စင်ရေးတွင်သူ့အားနောက်ထပ်တစ်စုံတရာတာဝန်ပေးခြင်းမပြုတော့ပေမကြာမီ1958ခုနှစ်မေလ19ရက်နေ့စွဲဖြင့်ရေးလိုက်သောဟာမန်ထံမှစာသည်လိပ်စာအသစ်မူလျက်ကျွန်ုပ်ထံသို့ရောက်ရှိလာသည်သူစာထဲတွင်ဟပ်ပတ်ထံမှပို့လိုက်သောငွေနှင့်စာကိုလက်ခံရရှိကြောင်းဖော်ပြထားပြီးဧပြီလ10ရက်နေ့မှ15ရက်နေ့အတွင်းဗျူနိုအဲရစ်မြို့နှင့်ပတ်ဝန်းကျင်တစ်ဝိုက်တွင်သူလှုပ်ရှားသွားလာစုံစမ်းထောင်လှမ်းခဲ့သည့်များကိုထည့်သွင်းရေးသားထားသည်သူစာထဲတွင်ဖော်ပြထားသည်မှာသူသည်ဗျူနိုအဲရစ်ပြည်နယ်လာပလာတာမြို့လေးသို့သွားရောက်၍မရွှေပြောင်းနိုင်သောအိုးအိမ်ပစ္စည်းများမှတ်ပုံတင်ရုံတွင်စုံစမ်းခဲ့ရာအိုလီဗော့စ်ရပ်ကွက်ချာကာဘူကိုလန်အိမ်မက်4-6တိရှိမြေကွက်ကို1948ခုဩဂုတ်လ14ရက်နေ့တွင်ဩစတြေးလျအမျိုးသားတဦးဖြစ်သူဖရန်စစ်ကိုရှမစ်ဆိုသူကဝယ်ယူခဲ့ကြောင်းအဆိုပါမြေကွက်ပေါ်တွင်1948ခုနှစ်အကုန်1948ခုနှစ်အစပိုင်း၌အိမ်ဆောက်လုပ်ခဲ့ကြောင်းရင်းအိမ်မှာအဆောက်အုံ2ခုတွဲထားပြီးတစ်ခုမှာချာကာပူကိုလမ်းဘက်သို့၎င်းအခြားတစ်ခုမှာခြံဝင်းဘက်သို့၎င်းမျက်နှာမူထားကြောင်းဖော်ပြပါရှိခဲ့သည်တို့ဖြင့်ဟာမန်ဆက်လက်စုံစမ်းချက်အရအိုလီဗော့စ်ရပ်ကွက်ရှိလျှက်စစ်တပ်အားပေးဌာနမှထိုအိမ်သို့မီတာ2ခုတပ်ဆင်ခဲ့ရကြောင်းတစ်ခုမှာရှေ့မျက်နှာစာအဆောက်အုံတွင်ဖြစ်၍ဒါကိုတိုအမိဖြင့်စည်ရင်သွင်းထားပြီးကျန်မီတာတစ်ခုကိုနောက်ဖေးဘက်မှအဆောက်အုံတွင်တပ်ဆင်ထားပြီးကလီမစ်ဟူ၍အမိခံထားကြောင်းတွေ့ရှိရသည်အဆိုပါအမိ2ခုလုံးတွင်ထုံးစံတိုင်းပါရှိရမည်ဖြစ်သောရှေ့ဆုံးမှအမိများကိုလုံးဝရှာမတွေ့ရဟုဆိုသည်ထိုမှတဖန်1955ခုနှစ်တွင်ဖရန်စစ်ကိုရှမစ်သည်ရင်းမြေကွက်ပေါ်မှအဆောက်အုံမရှိဘဲလွတ်နေသည့်မြေကွက်တစ်ပိုင်းတစ်စကိုခွဲ၍ရောင်းပစ်ခဲ့ကြောင်းသို့သောချာကာဘူကိုလန်အိမ်မက်4-6မှာယခုအထိမူလပိုင်ရှင်ဖရန်စစ်ကိုရှမစ်၏အမည်ဖြင့်မှတ်ပုံတင်ထားဆဲဖြစ်ကြောင်းစသည်များကိုဆက်လက်ဖော်ပြထားသည်ဟာမန်သည်အထက်ပါတရားဝင်ခိုင်လုံသည့်အချက်လက်များကိုအခြေခံကအောက်ပါအတိုင်းမဆိုင်မတော့အားပါတရရေးလိုက်သည်ဖရန်စစ်ကိုရှမစ်ဆိုတဲ့လူဟာကျုပ်တို့လိုရှိနေတဲ့လူပါပဲဖရန်ဖတ်မျိုးကပို့လိုက်တဲ့အဒေါ့ဖ်အိုက်မန်ရဲ့ပုံမှန်တံနဲ့တထေရာတဲ့ပါပဲကျုပ်ခံမှန်းကြည့်ရသလားသူစိတ်ကူးတယ်ရုတ်တရက်ပေါ်လာတဲ့နာမည်2ခုကိုသုံးပြီးလျှက်စစ်မီတာ2ခုကိုအဲ့ဒီနာမည်တွေနဲ့တွဲခဲ့တယ်လို့ယူဆရပါတယ်ဖရန်စစ်ကိုနဲ့သူ့မိသားစုဟာအချင်းမျက်နာကအိမ်ကမ်းမှာနေကြပြီးနောက်ဘေးဘက်ကအဆောက်အုံကိုတော့တခြားအိမ်တော်စုတစ်စုကိုငှားထားပါတယ်အဲ့ဒီအိမ်တော်စုဟာဘယ်သူတွေဆိုတာတော့လောလောဆယ်မသိရသေးပါဘူးဒါပေမဲ့သူနဲ့တီးတဲ့ကျွမ်းတဲ့အိမ်တော်စုပဲဖြစ်ပုံရပါတယ်အဲ့ဒီဖရန်စစ်ကိုဆိုတဲ့လူကိုမြေကွက်ဝယ်တုန်းကတွေ့လိုက်မြင်လိုက်ရတဲ့လူတွေစီအကျုပ်စုံစမ်းကြည့်တော့အဒေါ့ဖ်အိုက်မန်နဲ့တထေရာတဲ့ချွတ်ဆွတ်သူနေပါတယ်ဒီအတော်အတွင်းဖရန်စစ်ကိုဆိုတဲ့လူဟာ1945ခုနှစ်ကဂျာမန်ရေငုပ်သင်္ဘောတစ်စင်းနဲ့အာဂျင်တီးနားကိုရောက်လာတယ်လို့လည်းကောလာဟာလပြောနေကြပါတယ်ဖရန်စစ်ကိုကသူ့မျက်နှာမတော်တဆဒဏ်ရာရလာတဲ့အကြောင်းပြောပြခဲ့တယ်လို့အဲ့ဒီတဝိုက်မှာကောလာဟာလဖြစ်ခဲ့ပါတယ်ဒီချက်လက်တွေနဲ့ဒီအကြောင်းတွေကိုကြည့်ပြီးအဲ့ဒီဖရန်စစ်ကိုအိုက်မန်ဟာပလတ်စတစ်ခွဲစိတ်မှုနဲ့ရုပ်ဖြတ်ထားတယ်ဆိုတာသိကြတဲ့လောက်ပါပဲဟာမန်အစီရင်ခံစာမှပထမပိုင်းတွင်ဖော်ပြထားသောအထက်ပါချက်လက်များမှာရှင်းရှင်းလင်းလင်းဖြင့်ချီးကျူးစရာကောင်းသည်ဟုဆိုနိုင်တော်လဲဆက်လက်ပါရှိသောဒုတိယပိုင်းတွင်မူလက်မခံနိုင်စရာနှင့်ဂတိကောင်းဖြစ်စရာများတွေ့နေရသည်စကားလုံးအသုံးလုံးအဖြစ်အောက်တန်းကြသလောက်ပထမပိုင်းတွင်ဖော်ပြခဲ့သည့်အချက်လက်များကိုပါတန်တရားဖြစ်စရာအကြောင်းအရာများပါဝင်နေသည်ကိုတွေ့ရသည်အောက်ပါတို့မှာဟာမန်၏စီရင်ခံစာတွင်ဆက်လက်ဖော်ပြထားသည့်အကြောင်းအရာများဖြစ်သည်အာဂမန်ကျောင်းနှင့်ပတ်သက်လို့မေလ23ရက်နေ့က18ရက်နေ့ထိဗျူနိုအဲရစ်မှာကျုပ်ဆက်လက်ဆောင်ရွက်ခဲ့ပြီးတဲ့နောက်သူဟာ1945ခုနှစ်ကအာဂျင်တီးနားကိုရောက်လာပြီးဒီနိုင်ငံရဲ့အတွင်းပိုင်းဒေသကိုထွက်သွားတယ်လို့သိကြပေါက်သိရတယ်။ဒါကြောင့်အဲ့ဒီချိန်ကသူဘယ်ဒေသရောက်ခဲ့တယ်သူဘယ်ရက်မှာနေခဲ့တယ်ဆိုတာလိုက်ပြီးခြေရာခံဖို့လိုပါတယ်။ကျုပ်တို့ခုတင်ပြနေတာကဒီကိစ္စကိုဆက်ပြီးစုံစမ်းဖို့အတွက်ခြေခြေပြည့်ပြည့်နေရာနှံပြသွားဖို့လိုလာပါတယ်။အထူးသဖြင့်အာဂျင်တီးနားနိုင်ငံမြောက်ပိုင်းဒေသကိုခီးတော်များများထွက်ရပါလိမ့်မယ်။အားလုံးစုစုပေါင်းမိုင်ပေါင်း1000လောက်တွားရလာရပါလိမ့်မယ်
ဒီလိုသွားဖို့လာဖို့တော့ကျုပ်အနေနဲ့အစင်းစားရချက်ပြီးဈေးစကလည်းအတော်များများကုန်ပါလိမ့်မယ်ဆက်လက်၍ဟာမန်ကသူ့အတွက်ငွေကြီးနဲ့ပတ်သက်သည့်လိုအပ်သမျှကိုအသေးစိတ်ဖော်ပြကာသူ့ထံသို့ငွေပို့ပေးရန်အစီအစဉ်များကိုတင်ပြခဲ့သည်ထို့နောက်သူ့အစီရင်ခံစာကိုအောက်ပါအတိုင်းညီကုန်းချုပ်ခဲ့သည်ခင်ဗျားပဲဖြစ်ဖြစ်တက်ဆိုင်ရာအာဏာပိုင်တွေပဲဖြစ်ဖြစ်ဒီကိစ္စကိုဆက်လက်ဆောင်ရွက်ဖို့အတွက်အချက်လက်တွေလိုချင်နေဆိုရင်တော့ကျုပ်ကိုပဲအားလုံးဆက်ဆက်ရရဆက်ပြီးဆောင်ရွက်နိုင်အောင်စီစဉ်စေချင်ပါတယ်ဒီကိစ္စတွေဈေးစကားတွေအများကြီးကုန်လိမ့်မယ်ဆိုတော့အထူးပြောစရာမလိုပါဘူးဒီကုန်ကြဈေးတွေကိုကျုပ်အိတ်ထဲကစိုက်ပြီးတော့လည်းမထုတ်နိုင်ပါဘူးအဲ့ဒီတော့ခင်ဗျားစီကအမြန်ဆုံးအကြောင်းပြန်ပြီးကျုပ်တောင်းဆိုတဲ့ချက်တွေကိုဆောင်ရွက်ပေးရတဲ့တပြိုင်နက်ကျုပ်စီကနောက်ထပ်သတင်းတွေရောက်လာပါလိမ့်မယ်အထက်ဖော်ပြပါချက်များမှာကျွန်ုပ်တို့အားလုံးအထူးဆန်းဖြစ်နေသည်အကယ်၍သူသည်နီကိုလက်စီအကြောင်းနှင့်အိုက်ကွမ်အိမ်သို့ရောက်ခဲ့သည့်သူသမီးပြောပြချက်များကိုလုံးဝလက်ခံယုံကြည်သည်ဆိုပါကသူ၏အစီရင်ခံစာပထမပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်းဖရန်စစ်ကိုရှမစ်သည်အိုက်ကွမ်ဖြစ်သည်ဟုဒေချာဖောက်ပြောနိုင်သည်ဆိုပါက1945ခုနှစ်ကအာဂျင်တီးနားသို့အိုက်ကွမ်ရောက်လာပြီးတွာလာနေထိုင်ခဲ့သည့်နေရာဒေသများသို့အဘဲကြောင့်အချင်းကုန်ခံအပင်ပန်းခံပြီးလိုက်လံစုံစမ်းခြင်းရပါသည်။ဒီအတိုင်းသာဆိုပါကမုတ်ဆိုးတယောက်သည်တားကောင်တစ်ကောင်၏လက်ဆက်သောခြေရာကိုတွေ့နေရပါလျက်တားကောင်သွားရသို့ဆက်ရွမလိုက်ပဲတားကောင်လာသည့်လမ်းသို့နောက်ကျောင်းပြန်၍ခြေရာခံသည်နှင့်တူနေသည်မဟုတ်ပါလား။အကယ်၍အိုလီဖော့စ်ရက်ကွက်တွင်နေရာလိပ်စာအထင်ရှားဖြင့်နေထိုင်လျက်ရှိသောဖရန်စစ်ကိုရှမစ်သည်အိုက်မန်ပင်ဖြစ်သည်ဟု၍ယူဆစရာချက်လက်များတွေ့နေပါကထိုစစ်တရားခံနှင့်ပတ်သက်၍နောက်ဆုံးဖြူအမဲကွက်ကွက်ပြပြခွဲခွဲခြားခြားဆုံးဖြတ်နိုင်ရန်လိုအပ်သည့်အသေးစိတ်ချက်လက်များကိုချက်ချင်းလက်ငင်းဆက်လက်၍ရှာဖွေစုံစမ်းထောက်လှမ်းရန်သာရှိသည်မဟုတ်ပါလားအရေးကြီးသည့်အချက်မှာဤချက်ပင်ဖြစ်သည်တို့ပင်လျက်ရခင်ကအိုက်မန်သွားခဲ့လာခဲ့နေထိုင်ခဲ့သည့်နေရာများသို့အာဂျင်တီးနားနိုင်ငံတခွင်ပြပြစင်အောင်လိုက်လံစုံစမ်းထောက်လှမ်းခြင်းဖြင့်ဘာများအကြောင်းထူးပါအောင်မည်နီတို့ပြင်ဟာမန်ကကျုပ်ကိုပဲအဆဆရရဆက်ပြီးတာဝန်ပေးပါဟု၍ဘာကြောင့်တောင်းဆိုရပါသနည်းဤကိစ္စတွင်ကျွန်ုပ်စဉ်းစားမိသမျှဖြစ်နိုင်စရာအချက်နှစ်ချက်ရှိသည်ပထမချက်မှာဟာမန်ဇလန်းများသည်အစမှအဆုံးထိသူ့စိတ်ကူးထဲမှပေါက်ဖွာလာသောလန်ကျုပ်ဇလန်းများပင်ဖြစ်ရမည်ဟုသောအချက်ဖြစ်သည်မိသည့်ရွယ်ချက်ဖြင့်ဤသို့လန်ကျုပ်ဇလန်းများကိုဖန်တီးသည်ကိုမူကျွန်ုပ်စဉ်းစားမရအောင်ဖြစ်နေသည်သို့မဟုတ်ဒုတိယအချက်အနေဖြင့်ပထမပိုင်းဇလန်းသည်အခြေခံကျ၍ယုတ်တိရှိခဲ့ရမှဒုတိယပိုင်းဇလန်းကိုရင်းသို့ယုတ်တိရှိအောင်ချက်လက်များကိုဟိုဒီမှဆွဲထည့်ရင်းကိုယိုကာယာပုံပြက်ပန်းပြက်ဖြစ်ခဲ့ရသည်ဟုယူဆရသည်တို့ဖြစ်ရာကျွန်ုပ်သည်သူ၏အစီရင်ခံစာထဲမှရင်းသို့ရှင်းနောက်မညီပဲအလွဲလွဲအချော်ချော်ဖြစ်နေသည့်ချက်များကိုရှင်းပြရန်အတက်နိုင်ဆုံးပြည်လည်အောင်ရေးသား၍ညွှန်ကြားလိုက်ရသည်ထို့ပြင်ရခင်ကဂရုပြုထားသည့်ငွေကိုလည်းသူ့ထံသို့ပို့လိုက်သည်တစ်ချိန်တည်းတွင်ဖရန်စစ်ကိုရှမစ်သည်အိုက်မန်ဖြစ်နိုင်မဖြစ်နိုင်စုံစမ်းထောက်လှမ်းရန်တာမီထံအကြောင်းကြားလိုက်သည်သို့သောရင်းသို့စုံစမ်းထောက်လှမ်းရ၌ဟာမန်ကိုလုံးဝမသုံးရန်တတိပေးညွှန်ကြားလိုက်သည်တာမီသည်အချင်းချင်းပင်ပင်မန်းစုံစမ်းထောက်လှမ်းခဲ့ပြီးနောက်ဖရန်စစ်ကိုရှမစ်သည်အိုက်မန်မဖြစ်နိုင်ကြောင်းအထောက်အထားများသိခဲ့ရသည်ရှမစ်ပုံမှန်တံနှင့်ကိုရေးကိုတာအချက်လက်အမှတ်အသားများမှာလည်းကျွန်ုပ်တို့တည်ထားသည့်စစ်တရားခံနှင့်လုံးဝမတူညီကြောင်းတွေ့ရှိခဲ့ရသည်ထို့မြမကရှမစ်ဆိုသူသည်ချာကာဘူကိုလမ်းမှအိမ်မက်426တိ၏ပိုင်ရှင်ဖြစ်သည်မှန်တော်လဲသူသည်ထိုအိမ်တွင်နေထိုင်ခြင်းမရှိကြောင်းအတိအကျသိခဲ့ရသည်ရင်းတို့ထောက်လန်းတွေ့ရှိချက်များအရဟာမန်ပေါ်တွင်ရခင်ကထားရှိခဲ့သည့်ကျွန်ုပ်တို့၏ယုံကြည်အားထားချက်များမှာနောက်ထပ်ပြန်၍ရင်းစားမရလောက်အောင်ပျက်စီးသွားခဲ့ရသည်သူသည်အိုက်မန်နှင့်ရှမစ်မှာအတူတူတယောက်တည်းဖြစ်သည်ဟု၍ခေါင်းမာစွာဆက်လက်ပြောကြားခဲ့သည်ဤနေရာတွင်သူသည်ဖြစ်နိုင်စရာရှိသည်ဟုသောစကားလုံးကိုပင်မသုံးဘဲထားခဲ့သည်ထို့ပြင်ဤအိမ်ကိုငှားနေသူများဖြစ်ကြသောဒါဂိုတိုနှင့်ကလီမင်းတို့နှစ်ယောက်နှင့်တယောက်ယောက်သည်အိုက်မန်ဖြစ်နိုင်သည်ဟုသောအချက်ကိုပင်လက်မခံဘဲရှိခဲ့သည်ကျွန်ုပ်တို့၏ထက်ဆင့်စုံစမ်းထောက်လှမ်းစစ်ဆေးတွေ့ရှိချက်များအရဟာမန်၏သတင်းများသည်မမှန်မကန်ဖြစ်နေကြောင်းသိလိုက်ရသည့်နေ့တစ်ပြိုင်နက်ချာကာဘူကိုလန်အိမ်မက်426တွင်အိုက်မန်နေထိုင်လျက်ရှိသည်ဟုသောသူ၏ပြောကြားချက်ကိုပင်ကျွန်ုပ်တို့ပထမဆုံးအချိန်စတင်၍တန်တရာဝင်လာခဲ့ကြသည်တို့ဖြစ်ရာ1958ခုနှစ်ဩဂုတ်လမှစ၍ဟာမန်နှင့်အဆက်အသွယ်ပြုလုပ်မှုများကိုတဖြည်းဖြည်းလျှော့ချပစ်ခဲ့သည်သို့သောဟာမန်သည်စိတ်မပြတ်သေးပဲသတင်းများကိုဆက်လက်ပေးပို့နေစေပင်ဖြစ်သည်ထိုနှစ်ကုန်ပိုင်းလောက်တွင်သူသည်ဖရန်စစ်ကိုရှမစ်ဆိုသူသို့မဟုတ်
အိုက်မန်ဟူသောအမည်ကိုခံယူ၍အာဂျင်တီးနားတွင်ရှိနေသောလူတစ်ယောက်ဟူသောအသုံးအနှုန်းဖြင့်ပြောင်းလဲသုံးနှုန်းကထိုသူနှင့်ပတ်သက်သည့်သတင်းများကိုဆက်လက်ပေးပို့ခဲ့ပြန်သည်ဤသုံးနှုန်းများကိုထောက်ရှု၍ချာကာဘူကိုလန်အိမ်မက်426တွင်ရှမစ်ဟူသောအမည်ဖြစ်တော်၎င်းအိုက်မန်ဟူသောအမည်ဖြစ်တော်၎င်းနေထိုင်သူဦးတယောက်မျှမရှိကြောင်းသူသိသွားပြီဟုယူဆရသည်သူကိုယ်သူစီးပွားရေးသူတေသီတဦးဖြစ်ဟန်ဆောင်ကအာဂျင်တီးနားတွင်ယာယီနေထိုင်သူများနှင့်ပတ်သက်သည့်မှတ်ပုံတင်ရုံးသို့တွားရောက်စုံစမ်းခဲ့သည်ထိုရုံး၌ဂျာမနီတွင်မွေးဖွားသော Adolf သို့မဟုတ် Adolf Eichmann ဆိုသည့်လူတစ်ယောက်နှင့်ဩစတြေးလျတွင်မွေးဖွားခဲ့သည့် Francisco အမည်ရှိလူတစ်ယောက်အကြောင်းကိုစုံစမ်းမေးမြန်းခဲ့သည်ဟုသိရသည်ယင်းသို့စုံစမ်းရာ၌မှတ်ပုံတင်ရုံးသို့သူတင်သွင်းခဲ့သည့်လျှောက်လွှာတွင်အထက်ပါနှစ်ယောက်စလုံးသည်ချာကာဘူကိုလန်အိမ်မက်426တွင်နေထိုင်သူများဖြစ်သည်ဟုဖော်ပြခဲ့သည်ထို့ပြင်အဆိုပါလျှောက်လွှာ၌ချာကာဘူကိုလန်မှမြေခွက်ကိုအယောင်းဝယ်လုပ်ရန်နှင့်ပိုင်ရှင်အမည်အပြောင်းလဲပြုလုပ်ရန်အတွက်ဂျာမနီမှအမှုသည်တို့၏မြစ်တာရက်ခံချက်အရယခုကဲ့သို့စုံစမ်းရခြင်းဖြစ်ကြောင်းဖော်ပြခဲ့သည်မိတို့ပင်ဖြစ်စေ1959ခုနှစ်ဦးပိုင်းတွင်ဟာမန်းထံသို့သူတောင်းသည့်ငွေချုပ်ကိုထပ်မံပေးပို့ခဲ့ပြီးထိုအချိန်မှစ၍နောက်ပိုင်းတွင်သူနှင့်အဆက်အသွယ်ပြုလုပ်မှုများကိုတဖြည်းဖြည်းဖျက်တောက်ပစ်ခဲ့သည်စောစောပိုင်းကမျော်လင့်ကြီးတစ်ခွဲသားဖြင့်ကျွန်ုပ်တို့ထံပေးပို့ခဲ့သည့်သတင်းများမှာဘာတစ်ခုမှအရာမတင်တော့ဘဲဖြစ်ခဲ့ရသည်မိတို့ပင်ဖြစ်စေဟာမန်းထံမှရရှိသောသတင်းများသည်အခြေမြင့်မရှိဘဲလုံးဝသုံးမရသည့်သတင်းများဖြစ်သည်ဟု၍ကျွန်ုပ်စိတ်ထဲတွင်ယတိပြတ်သဘောမထားနိုင်အောင်ရှိနေသေးသည်တို့ဖြစ်ရာကျွန်ုပ်သည်အိုက်မန်နှင့်ပတ်သက်၍ကျွန်ုပ်တို့စုဆောင်းရရှိထားသည့်အချက်လက်ဖိုင်တွဲမှတ်တမ်းများကိုအကြိမ်ကြိမ်ပြန်၍ဖတ်ရှုလေ့လာခဲ့မိသည်တို့ဖြင့်မိသည့်အနေအထားမျိုးပင်ရှိနေသည်ဖြစ်စေဟာမန်းထံမှသတင်းများထဲတွင်မှန်ကန်သည့်အချက်လက်များအ ਨੇ ချင်းလောက်တော့ပါဝင်ရမည်ဟုယူဆမိသည်အထူးသဖြင့်ကျွန်ုပ်သည်ဟာမန်း၏သမီးနှင့်ပတ်သက်သည့်အဖြစ်အပျက်များကိုပြန်လည်လေ့လာသုံးသပ်ရန်လိုသည်ဟုသဘောရမိသည်အဘိကြောင့်ဆိုသောဤဖြစ်ပျက်မှာအလွန်ပင်ယုတ်တိရှိနေသောကြောင့်ဖြစ်သည်ဤနေရာ၌ဟာမန်းတို့မိသားစုအလုံးတွင်သူညီသောအချက်တစ်ချက်တွေ့ရသည်ဤအချက်မှာသူတို့သည်နီကိုလတ်အိုက်မန်ဆိုသောလူငယ်တစ်ယောက်နှင့်အဆက်အသွယ်ရှိခဲ့ခြင်းပင်ဖြစ်သည်တပံထိုလူငယ်၏အသက်အရွယ်နှင့်ပုံမှန်သဏ္ဍာန်များမှာအိုက်မန်၏အသားအကြီးဆုံး Clocks နှင့်ကိုင်းညီနေသည်ကိုတွေ့ရသည် Clocks နှင့် Nick ဟူသောအသုံးအနှုန်းများမှာ Nicholas ဟူသောအမည်အတူကောက်များပင်ဖြစ်သည်ထို့ပြင် Nicholas အနေဖြင့်သူနေရလိပ်စာကိုသူနှင့်တွေ့နေသည့်မိန်းကလေးမိတ်ဆွေအားအတိမပေးဘဲထားခြင်းသည်သူတို့မိသားစု၏ဒလေးစရိုက်များကြောင့်ဖြစ်သည်ဟုယူဆစရာရှိနေသည်ကျွန်ုပ်တို့သည်ဟာမန်းထံမှသတင်းများအပြင်တောင်အမေရိကတိုက်သို့အိုက်မန်ရောက်ရှိနေသည်ဟူသောသတင်းအစအနကိုအခြားနေရာမှလည်းရရှိထားခဲ့သည်သို့သောအမှန်တိုင်းဝန်ခံရလျှင်အဆိုပါသတင်းအစအနရရှိခဲ့သည့်နေရာများသို့ယခုအထိတစုံတရာဆက်လက်စုံစမ်းထောက်လှမ်းမှုများမပြုလုပ်ရသေးဘဲရှိခဲ့သည်အဆိုပါသတင်းအစအနများထဲတွင်အိုက်မန်သည်အာဂျင်တီးနားနိုင်ငံသို့ရောက်ရှိနေသည်ဟု၍အတိအကျညွှန်ပြခဲ့သည်များရှိခဲ့သည်တို့ဖြစ်၍လည်းဘောရသည်ဟာမန်းပေါ်တွင်စိတ်ပြက်သည်မှန်တော်လဲအာဂျင်တီးနားတွင်အိုက်မန်ရှိနေသည်ဟုသောအချက်ကိုမူယုံကြည်စေပင်ရှိနေသည်တပံဗီရာအိုက်မန်နှင့်သူ၏သားများဩစတြေးလျနှင့်ဂျာမနီနိုင်ငံများမှပျောက်ကွယ်သွားခဲ့ကြခြင်းသည်လည်းအရေးကြီးသည့်အဖြစ်အပျက်ဟုမှတ်ယူရမည်ဖြစ်သည်အကယ်၍သူမသည်နောက်အိမ်အောင်ပြုခဲ့ယူမှန်ပါကအဘဲကြောင့်သူမနေထိုင်သည့်အရက်ဒေသကိုခြေရာဖြောက်ထားပါသည်။သူမနှင့်အိုက်မန်၏နှစ်ဖက်သောဆွေမျိုးအလုံးတို့ကလည်းအဘဲကြောင့်သူမနှင့်သားများနေထိုင်ရာအရက်ကိုဖွင့်မပြောဘဲရင်ငုံနှုတ်ပိတ်လုံနေကြပါသည်။တို့ဖြစ်ရာဤချံများကိုသုံးသက်ကြည့်ခြင်းအပြင်ကျွန်ုပ်တို့သည်အိုက်မန်နှင့်ဗီရာတို့၏နှစ်ဖက်သောဆွေမျိုးများထံမှရနိုင်သမျှသတင်းအစအနကိုရှာဖွေကြိုးပမ်းစုံစမ်းထောက်လှမ်းကြရမည်ဟု၍ကောက်ချက်ချမိသည်။ဤနေရာတွင်ကျွန်ုပ်နေဖြင့်ဗီရာအိုက်မန်သည်သူမ၏မိခင်နှင့်မောင်ညီမများထံမရှောင်မလွဲသာအဆက်အသွယ်များပြုလုပ်လိမ့်မည်ဟုယူဆထားခဲ့သည်ထို့ပြင်အိုက်မန်ကိုယ်တိုင်လည်းလင်းစ်မြို့ရှိသူဖခင်နှင့်တော်၎င်းဩစတြေးလျနှင့်ဂျာမနီရှိသူညီကိုများနှင့်တော်၎င်းစာအဆက်အသွယ်ရှိလိမ့်မည်ရှိနိုင်သည်ဟုယူဆရသည်အကယ်၍သာအိုက်မန်သည်ယင်းတို့သူဆွေမျိုးများနှင့်စာပေးစာယူရှိနေသည်ဆိုပါကကျွန်ုပ်တို့ရှာဖွေထောက်လှမ်းနေသည့်မိသားစုနှင့်ပတ်သက်၍တစုံတရာတဲလွန်စာတစ်ခုခုရနိုင်ပြီဟုမျှော်လင့်ရသည်တို့ဖြင့်ကျွန်ုပ်တို့၏စုံစမ်းထောက်လှမ်းမှုများကိုတိုးချဲ့ဆောင်ရွက်သွားရန်အတွက်အရေးကြီးသည့်စစ်တရားခံများအနက်ပထမရှိဦးစွာအိုက်မန်အားတိကျတာဝန်ယူ၍စုံစမ်းထောက်လှမ်းရမည့်အထူးထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းရန်ဆုံးဖြတ်လိုက်သည်အဆိုပါအထူးထောက်လှမ်းရေးအဖွဲ့ကိုခေါင်းဆောင်ရန်အတွက်ဟီလဲအင်ကာဆိုသူဝါရင်စုံတော်တဦးအားတာဝန်ပေးအပ်ခဲ့သည်
ဌာနအသီးသီးတွင်စုဆောင်းရရှိထားကြသည့်စာရွက်စာတမ်းအထောက်အထားအချက်လက်အားလုံးကိုအဆိုပါအထူးထောက်လှမ်းရေးအဖွဲ့သို့ပေးအပ်ခဲ့သည်။တစ်ချိန်တည်းတွင်အစ္စရေးနိုင်ငံတွင်နိုင်ငံအပြင်ပတွင်တာဝန်ကျနေကြသောထောက်လှမ်းရေးအရာရှိအားလုံးကိုလည်းအိုက်ကမန်နှင့်ပတ်သက်သည့်နောက်ဆုံးသတင်းများကိုဆက်လက်ထောက်လှမ်းကြရန်နှင့်အိုက်ကမန်အားရှာဖွေဖော်ထုတ်ပေးနိုင်မည့်လူပုဂ္ဂိုလ်များ၏နေရာလိပ်စာများကိုပါစုံစမ်းပေးပို့ကြရန်ညွှန်ကြားခဲ့သည်။သို့သောကျွန်ုပ်၏ကြိုးပမ်းမှုများမှာမျှော်လင့်သလောက်အရာမရောက်ဘဲဖြစ်ခဲ့သည်။နိုင်ငံတကာမှရောက်ရှိလာသည့်သတင်းများအနက်1959ခုနှစ်စက်တင်ဘာလအတွင်းလက်ခံရရှိခဲ့သည့်သတင်းတစ်ပုဒ်တွင်အိုက်ကမန်အား1955-56နှင့်59ခုနှစ်များက Back or Sea သို့မဟုတ် Out or Sea မြို့ကလေးတွင်တွေ့မြင်ခဲ့ရသည်ဟုပါရှိသည်။သို့သောထိုသတင်းကိုပြန်လည်စုံစမ်းစစ်ဆေးကြည့်သောအခါအခြေမြင့်မရှိသည့်သတင်းဖြစ်နေသည်ကိုတွေ့ရသည်။မိတို့ပင်ဖြစ်စေကျွန်ုပ်သည်အိုက်ကမန်အားထောက်လှမ်းရှာဖွေသည့်လုပ်ငန်းကိုအသက်နိုင်ဆုံးဆက်လက်ဆောင်ရွက်သွားမည်ဟုဆုံးဖြတ်ထားခဲ့သည်။တစ်ချိန်တည်းတွင်ဒေါက်တာဘော်ရနှင့်အဆက်အသွယ်များပုံမပြုလုပ်ကာရနိုင်သမျှသတင်းအစအနနှင့်တဲလွန်စာများကိုလက်လွတ်မခံဘဲအစွမ်းကုန်ကြိုးပမ်းစုံစမ်းပေးပါရန်တိုက်တွန်းခဲ့သည်။သို့ဖြစ်သည့်အတိုင်း1959ခုနှစ်လယ်လောက်တွင်ဘော်ရထံမှတဲလွန်စာသတင်းအသစ်တစ်ခုရရှိခဲ့သည်။ဤတဲလွန်စာသတင်းမှာအာဂျင်တီးနားမှပင်ရောက်ရှိလာခြင်းဖြစ်သည်။သူ၏အကြောင်းကြားစာတွင်ယခုနောက်ဆုံးရရှိသောသတင်းနှင့်ဤသတင်းကိုပေးပို့ခဲ့သည့်ပုဂ္ဂိုလ်မှာအထူးပင်ယုံကြည်စိတ်ချရသူဖြစ်ကြောင်းဖော်ပြထားသည်။သို့သောဤသတင်းကိုအပြည့်စုံမပေးပို့မီပို၍တေချာသည့်ထက်တေချာခိုင်လုံအောင်ဆက်လက်စုံစမ်းစရာများရှိနေပြီးထို့သို့စုံစမ်းရ၌အချိန်အနည်းငယ်ယူရမည်ဖြစ်ကြောင်းသိရသည်။မိတို့ပင်ဖြစ်စေ1959ခုနှစ်ဒီဇင်ဘာလတွင်သူသည်အစ္စရေးသို့အလဲပတ်ရောက်ရှိလာမည်ဖြစ်ရာထိုအချိန်တွင်ထိုသတင်းနှင့်ပတ်သက်သမျှအခြေအနေအချက်လက်အားလုံးကိုယူဆောင်လာနိုင်လိမ့်မည်ဟုမျှော်လင့်ရကြောင်းဖော်ပြထားသည်။သို့ဖြစ်ရာကျွန်ုပ်တို့သည်ထိုအချိန်မတိုင်မီအတွင်းကျွန်ုပ်တို့၏လုပ်ငန်းများကိုအထူးလျှို့ဝှက်လုပ်ကင်သွားကြရန်ထိန်းချုပ်စီစဉ်ထားကြရသည်။အထူးသဖြင့်အိုက်ကမန်အားခြေရာခံသည့်ကျွန်ုပ်၏ကြိုးပမ်းမှုမှာတိုးတက်ထိရောက်လျက်ရှိနေကြောင်းအိုက်ကမန်အနေဖြင့်လုံးဝမရိပ်မိအောင်သတိထားခဲ့ကြရသည်။သို့ပါလျက်ဒီကြားထဲမှာပင်1959ခုအောက်တိုဘာလ17ရက်နေ့စွဲဖြင့်ထုတ်ဝေခဲ့သောအစ္စရေးသတင်းစာများတွင်စိတ်ဝင်စားစရာသတင်းတစ်ပုဒ်ပါလာခဲ့သည်။ယင်းသတင်းအရအိုက်ကမန်သည်ယခုအခါကူဝိတ်နိုင်ငံရှိရေနံကုမ္ပဏီတစ်ခုတွင်ဝင်ရောက်လုပ်ကိုင်နေသည်ဟုဖတ်ရှုရသည်။ဤသတင်းကို Louisburg မြို့ရှိနာဇီစစ်ရာဇဝင်မှုများစုံစမ်းစစ်ဆေးရေးဌာန၏အကြီးအကဲဖြစ်သူဒေါက်တာအာဝန်ရှူကထုတ်ပေးခဲ့သည်ဟုသိရသည်။အမှန်စင်စစ်ဤသတင်းကိုသတင်းစာဆရာများသည်စောစောပိုင်းကပင်ရရှိခဲ့ကြပြီဖြစ်သည်။သို့သောသတင်းစာများတွင်ဖော်ပြခြင်းမပြုဘဲရပ်ပေါင်းများစွာရင်ငုံနှုတ်ပိတ်နေခဲ့ကြသည်။ဤဒီမှာအကြောင်းရှိသည်။ထိုချိန်ထိုအခါကနိုင်ငံအများပြားမှအမျိုးမျိုးသောအဖွဲ့အစည်းများသည်အိုက်ကမန်နောက်သို့ခြေရာခံလိုက်နေကြသည်ဟုသောသတင်းများထွက်ပေါ်လျက်ရှိနေသောကြောင့်ဖြစ်သည်။တို့ဖြစ်ရာသတင်းစာများတွင်အထက်ပါအိုက်ကမန်သတင်းပါလာပြီးနောက်စာဖတ်ပရိသတ်ထံမှဤကိစ္စနှင့်ပတ်သက်၍ယခင်ကအိုက်ကမန်အားမိအောင်မဖမ်းနိုင်သည်ကိုပြစ်တင်ရှုံချကာအမြန်ဆုံးမိအောင်ဖမ်းဆီးရန်တိုက်တွန်းသည့်ပေးစာများသတင်းစာတိုက်များသို့အမြောက်အများရောက်လာခဲ့သည်။ယင်းသို့အုပ်အော်တောင်းတင်ဖြစ်နေချိန်မှာပင်ထိုသတင်းကိုထုတ်ပြန်ခဲ့သည့်နာဇီစစ်ရာဇဝတ်မှုများစုံစမ်းစစ်ဆေးရေးဌာနမှအကြီးအကဲဒေါက်တာအာဝန်သည်သူ့အပေါ်ပုံချလာသည့်တာဝန်ကိုခေါင်းဆောင်သည့်အနေဖြင့်အိုက်ကမန်သည်ကူဝိတ်နိုင်ငံသို့လွန်ခဲ့သည့်3-4နှစ်ကပင်ရောက်ရှိနေကြောင်းခိုင်လုံသည့်သတင်းများမိမိထပ်မံရရှိခဲ့သည်ဟု၍ထုတ်ပေါ်ကြေညာခဲ့သည်။သို့သောတကယ်အားဖြင့်မူအိုက်ကမန်သည်ထိုနိုင်ငံသို့လုံးဝမရောက်ခဲ့သည်မှာထင်ရှားသည်။သို့သောအိုက်ကမန်အားလက်ရဖန်စီရန်နှင့်ရင်းကိစ္စအတွက်ဝါဒဖြန့်သည့်သတင်းဆောင်မများမှာသတင်းစာများတွင်အဆက်မပြတ်ပါနေခဲ့သည်။ကျွန်ုပ်မှာဤသတင်းဆောင်မများနှင့်ဝါဒဖြန့်မှုများကိုရပ်ဆိုင်းဖြစ်နိုင်သည့်အနေအထားမျိုးမရှိဘဲဖြစ်နေသည်။အထူးသဖြင့်တစုံတရာမလိုလားအပ်သည့်အာရုံစိုက်မှုတစ်ခုခုမလုပ်ဘဲရင်းသူရက်တန်းကရက်ကြရန်မိတို့မျှမတတ်နိုင်ပဲရှိနေခဲ့သည်။ဤတိုင်းသာဆိုလျှင်သတင်းစာများမှရေးသားဖော်ပြချက်များသည်အိုက်ကမန်အားအချက်ပြသတိပေးသလိုဖြစ်နေသည်မှာသိကြသည်။တို့ဖြစ်ရာမတတ်နိုင်သည့်အဆုံးကျွန်ုပ်သည်ကူဝိတ်နိုင်ငံသို့အိုက်ကမန်ရောက်နေသည်ဆိုသောကောလာဟာလာသတင်းကိုမူလူများတကယ်ထင်မှတ်လာအောင်လှုပ်ဆောင်ရန်ဆုံးဖြတ်လိုက်ရသည်။ထို့မြမကအိုက်ကမန်နှင့်တကွသူမိတ်ဆွေများအတွက်ဤသတင်းကိုအကြောင်းပြု၍တစုံတရာအထိတ်လန့်ကြအရေးကြီးမဖြစ်စေရန်နောက်ဆက်တွဲအသေးစိတ်သတင်းအများပြားကိုပါရှာဖွေလုပ်ကြံ၍သတင်းစာများတွင်ထည့်သွင်းခဲ့ရသည်
အမှန်စင်စစ်အစိုးရအဖွဲ့အားပြင်းပြင်းထန်ထန်ဝေဖန်ရေးသားကြသည့်များကိုမိတို့များမတတ်နိုင်ပဲရှိကြရာယခုလိုအနေအထားတွင်တိတ်တိတ်နေခြင်းသည်တစ်ခုတည်းသောပြည့်ရဟူ၍ပင်ထင်မှတ်ရသည်သို့သောအရာရာတိုင်းတွင်တိတ်တိတ်နေရန်မဖြစ်သည့်အခါမျိုးလည်းရှိတတ်သည်1959ခုနှစ်ဒီဇင်ဘာ25ရက်နေ့တွင်ကနုတ်ဆက်အစ္စရေးလွှတ်တော်တွင် Piers Bernstein ဆိုသူကိုယ်စားလှယ်တဦးကအိုက်မန်အားမိအောင်ဖမ်းဆီး၍စစ်ဆေးအပြစ်ပေးနိုင်ရန်အတွက်လိုအပ်သည့်အစီအစဉ်များလောက်ကင်ဆောင်ရွက်ခြင်းရှိမရှိဝန်ကြီးချုပ်အားမေးမြန်းလာခဲ့သည်ဝန်ကြီးချုပ်ကအီမေးခွန်းကိုမိတို့ဖြေကြားတင်ကြောင်းကျွန်ုပ်အားတဆင့်မေးမြန်းခဲ့သည်ကျွန်ုပ်က Piers Bernstein ကဲ့သို့သောပုဂ္ဂိုလ်သည်အီမေးခွန်းနှင့်ပတ်သက်၍ကျွန်ုပ်တို့၏ကြိုးပမ်းလှုပ်ဆောင်ချက်များကိုသူအားခေါ်ယူရှင်းလင်းပြောပြခဲ့ပါကလွှတ်တော်ထဲတွင်ဖြေကြားခြင်းမပြုသည်ကိုတစုံတရာပြဿနာလုပ်လိမ့်မည်ဟုမယူဆကြောင်းဖြင့်ကျွန်ုပ်၏သဘောထားကိုဝန်ကြီးချုပ်အားတင်ပြလိုက်သည်ကျွန်ုပ်၏သဘောထားနှင့်အကြံဉာဏ်ကိုဝန်ကြီးချုပ်ကလက်ခံဆောင်ရွက်ခဲ့သည်သို့ဖြစ်လွှတ်တော်ကိုယ်စားလှယ်ဘန်စတိန်သည်သူ၏မိကွန်းကိုပြန်လည်ရုပ်သိမ်းသွားခဲ့သည်သို့သောကူဝိတ်နိုင်ငံတွင်အိုက်မန်ရောက်ရှိနေသည်ဆိုသောကောလာဟလနှင့်ပတ်သက်၍ကြရက်တုံ့ပြန်ရိုက်ခတ်မှုများမှာပြေပြောက်သွားခြင်းမရှိခဲ့ုံမျှမကဂျာမနီတွင်ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုတည်းပြင်းပြင်းထန်ထန်ဖြစ်ပွားပေါ်ပေါက်၍ပင်လာခဲ့သည်ထိုဆန္ဒပြလှုပ်ရှားမှုသည်ဂျာမနီမှတဆင့်ကမ္ဘာနိုင်ငံအများပြားသို့ကူးစက်သွားခဲ့သည်1959ခုဒီဇင်ဘာလ26ရက်နေ့နနက်တွင်မကြာမီကအသစ်ဆောက်လုပ်ပြီးစီးခဲ့သောဂျူးအမျိုးသားဘာသာရေးအဆောက်အုံတစ်ခု၏အုတ်နံရံတွင်စက်ကြာသစိမ့်နှင့်ဂျူးဆန့်ကျင်ရေးကြွေးကြော်သံများရေးထားသည်ကိုတွေ့ကြရသည်အလားတူဖြစ်ရများသည့်နိုင်ငံအများပြားတွင်ထပ်မံပေါ်ပေါက်လာခဲ့သည်ရက်နှဲငယ်တွင်ဂျူးဆန့်ကျင်ရေးနှင့်နာဇီလူလားသောကြွေးကြော်သံများသည်အနောက်ဥရောပနိုင်ငံအလုံးသို့ကူးစက်ပြန့်ပွားလာခဲ့သည်ထို့မြမကဂျူးမျိုးသားအဖွဲ့အစည်းများနှင့်ဂျူးမျိုးသားခေါင်းဆောင်များအားချင်းချောက်မှုများအပါအဝင်ထိုသောအုံကြွမှုများသည်မဲလ်ဘုန်းဩစတြေးလျနယူးယောက်အမေရိကန်နှင့်ဘျူနိုအဲရစ်အာဂျင်တီးနားစသည့်မြို့ကြီးများတွင်မှဆက်လက်ဖြစ်ပွားလာခဲ့သည်ယင်းတို့စကြသစိမ်များနှင့်ဂျူးများအားစန့်ကျင်ရှုတ်ချသည့်လုပ်ရများကမ္ဘာနှင့်ဝမ်းပေါ်ပေါက်လာသည့်အတွက်အစ္စရေးအစိုးရနှင့်အစ္စရေးနိုင်ငံတွင်စိုးရိမ်ပူပန်မှုများပေါ်ပေါက်လာခဲ့သည်စင်းစစ်အားဖြင့်နိုင်ငံအများပြားမှအစိုးရအဖွဲ့များသည်ရင်းတို့သောအုံကြွလှုပ်ရှားမှုများကိုမိတို့တုံ့ပြန်အရေးယူခဲ့၍ဂျူးမျိုးသားအဖွဲ့အစည်းများအားမိတို့အကာအကွယ်ပေးခဲ့သည်များကိုလူသိထင်ရှားထုတ်ပေါ်ကြေညာခဲ့ကြတော့လဲဤသို့သောအရေးယူလှုံ့ဆော်ချက်များသည်တစ်ဖက်မှပြင်းထန်ကြီးမားသည့်လှုပ်ရှားမှုများနှင့်စလျှင်အရာမရောက်ဘဲမလုံမလောက်ဖြစ်နေသည်ဟုအများကခံယူသဘောပေါက်လျက်ရှိကြသည်အစ္စရေးသတင်းစာများကလည်းနိုင်ငံအလုံးတွင်အကြမ်းဖက်သည့်ဆန္ဒပြပွဲများပေါ်ပေါက်လာအောင်အပြည်ပြည်ဆိုင်ရာဂျူးဆန့်ကျင်ရေးအဖွဲ့အစည်းတစ်ခုကညွှန်ကြားလှုံ့ဆော်နေသည်ဟုယူဆရကြောင်းအလေးနက်ဖော်ထုတ်ရေးသားလာကြသည်နေရာအနှံ့ပြားတွင်ဖြစ်ပွားခဲ့သောအုံကြွလှုပ်ရှားမှုများမှာပုံမကြီးထွားလာခဲ့ရာဤလှုပ်ရှားမှုများနှင့်အတူအိုက်မန်၏အမည်သည်လည်းသတင်းစာများတွင်မရှောင်မလွဲတာပဲမကြာခဏပါလာခဲ့ကြသည်ကိုတွေ့ကြရသည်ဤတွင်တတိယဂျာမန်အင်ပါယာကြီး၏ဘန္နာတော်တိုက်မှရွှေငွေပစ္စည်းဥစ္စာများကိုနိုင်ငံရခြားသို့တည်ယူသွားကြပြီးဥရောပတိုက်တွင်ဂျူးဆန့်ကျင်ရေးဗဟိုဌာနချုပ်တစ်ခုဖွဲ့စည်းကာငွေကြေးထောက်ပံ့၍စူပူလှုပ်ရှားမှုများကိုလှုံ့ဆော်ဖန်တီးနေကြသည့်နာဇီခေါင်းဆောင်များအနက်အိုက်မန်သည်အရေးပါသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ဟု၍ပြောလာကြသည်ထို့ပြင်1960ပြည့်နှစ်ဇန်နဝါရီလ20ရက်နေ့တွင်ရင်းတို့တကမ္ဘာလုံးအနှံ့အပြားပေါ်ပေါက်ဖြစ်ပွားနေသည့်ဂျူးဆန့်ကျင်ရေးစူပူလှုပ်ရှားမှုများနှင့်ဆက်လျင်း၍ဝန်ကြီးချုပ်ကမိန့်ခွန်းပြောကြားရ၌ဤသို့သောအုံကြွမှုများကိုကျိုးကင်ညွှန်ကြားနေသည့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်တည်ရှိနေသည်ဟုယုံကြည်ယူဆရသည့်အတွက်ဤကိစ္စရပ်များကိုဖော်ထုတ်နိုင်စွမ်းရှိသည့်ကျွန်ုပ်တို့အစိုးရဌာနတစ်ခုအားနိုင်ငံအများအပြားတွင်စုံစမ်းထောက်လှမ်းမှုများပြုလုပ်ရန်တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်းထုတ်ဖော်ကြေညာခဲ့သည်အမှန်စင်စစ်ကျွန်ုပ်တို့အားရင်းတို့စုံစမ်းထောက်လှမ်းရန်တာဝန်ပေးအပ်လိုက်ခြင်းသည်အိုက်မန်အားဖမ်းဆီးရန်ကြိုးပမ်းနေကြသောကျွန်ုပ်တို့၏လှုံ့ဆော်ချက်များနှင့်အဝင်ခွင်ကျဖြစ်လာခဲ့သည်ထို့မြမကနာဇီဝါဒအသစ်တစ်ဖန်ပြန်လည်ကြဲထလာခြင်းသည်ကျွန်ုပ်တို့၏စစ်စင်ရေးကိုအရေးကြီးဆုံးလုပ်ငန်းတာဝန်ကြီးတစ်ခုအဖြစ်ဖန်တီးပို့ဆောင်ပေးလိုက်ခြင်းပင်ဖြစ်သည်ဤနေရာတွင်ကျွန်ုပ်အတွက်ရှင်းနေသည့်အချက်တစ်ချက်ရှိသည်ယင်းချက်မှာအခြားမဟုတ်အိုက်မန်အားအမိဖမ်း၍အစ္စရေးနိုင်ငံတွင်ရုံးတင်စစ်ဆေးနိုင်သည့်နေ့တစ်ပြိုင်နက်နာဇီဖက်စစ်ကောင်ကြီး၏နောက်တစ်ဖန်ခေါင်းထောင်ထရန်ကြိုးပမ်းမှုများကိုမိမိရဲ့အကြီးဖျက်ဆီးရိုက်ချိုးချနိုင်လိမ့်မည်ဟုသောအချက်ပင်ဖြစ်သည်နားလည်ငါပြီးတာကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်တစ်ပိုင်းမှာပြန်လည်တွေ့ကြပါမယ်
အားလုံးနားလေးခဏငားပေးတာကျေးဇူးအများကြီးတင်ပါတယ်ဒီကပိုကောင်းအောင်စူးစမ်းပြီးဖတ်ပြပေးဖို့မှာမို့လို့နားလေးခဏငား Lend Me Your Ears channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကျမ်းမာရှင်လန်းကြပါစေ